皆さんこんにちは。サンセヤカはဒီနေ့ကတော့ဆန်စီတို့ဂျပန်စာအခြေခံတန်းရဲ့ Day 10အခန်း30ကိုတွားမယ်နေ့ဖြစ်ပါတယ်အဲ့တော့စကြည့်ရအောင်နော်ဟုတ်ပြီဆန်စီတို့အရင်တော့အလွယ်မှတ်ခဲ့တဲ့အတိုင်းပဲအဲ့တော့အလွယ်မှတ်နည်းတစ်ခုကဘာလဲဆိုတော့အာကာစာဒါနာနော်အာကာစာဒါနာထားတယ်ဆိုတဲ့ကြောင့်ဆန်စီတို့အာခစာတာနာလိုင်းလေးပြီးတော့ပါပြီနော်အာခစာတာနာလိုင်းပြီးတော့ပါပြီနောက်တစ်ခုကဟာမာယာလာဝဆိုတဲ့ကြောင့်ဆင်တို့ဟာမာယာဒီပြီးသွားပြီအခုကတော့လာပေါ့နော်လာဆိုတော့ဆင်တို့ရလိုင်းဖြစ်ပါတယ်အဲ့တော့ရလိုင်းဒီနေ့တင်မှာတော့ရလိုင်းဖြစ်ပါတယ်အဲ့တော့စကြည့်ရအောင်နော်ဟုတ်ပြီဒီလုံးလေးကိုကြည့်ရအောင်နော်ဒီလုံးလေးကတော့ရလို့ခေါ်ပါတယ်ဘယ်လိုခေါ်လဲရလို့ခေါ်ပါတယ်ရဆိုတော့ရိုမကြီးကတော့ RA ဖြစ်ပါတယ်ရိုမကြီးက RA ဖြစ်ပါတယ်ခေါ်တာကတော့ဘယ်လိုခေါ်လဲရလို့ခေါ်ပါတယ်ဟုတ်ပြီနော်အဲ့ဒါဆိုရေးပုံရေးနည်းကြည့်ရအောင်နော်အနီတန်းလေးကြည့်ရအောင်တစ်ချက်ဆွဲလိုက်ပြီနောက်တစ်ချက်ပြီးလို့ရှိရင်နော်ငါးကနန်းပုံစံလေးဆွဲလိုက်မယ်နှစ်ချက်ဖြစ်ပါတယ်ဟုတ်ပြီနော်အဲ့တော့ပြန်ဆွဲပြမယ်တစ်ချက်နှစ်ချက်ဖြစ်ပါတယ်ဒါလေးကိုရလို့ခေါ်ပါတယ်ပြန်ဆွဲပြမယ်အဲ့တူတူဆွဲရအောင်နော်ဆန်းစင်းနဲ့တူလိုက်ဆွဲရအောင်စောက်တယ်မှာဆွဲတစ်ချက်ဆွဲစနေစောက်နေမယ်တစ်ချက်ဟုတ်ပြီပြီးလို့ရှိရင်ငါးကနန်းပုံစံလေးဆွဲမယ်နှစ်ချက်ဖြစ်ပါတယ်ဒါလေးကိုရလို့ခေါ်ပါတယ်ဘယ်လိုခေါ်လဲရလို့ခေါ်ပါတယ်ပြန်ဆွဲပြမယ်တစ်ချက်နှစ်ချက်ဖြစ်ပါတယ်ရဖြစ်ပါတယ်ရမယ်နော်အဲ့ဆိုနောက်တစ်လုံးကြည့်အောင်နော်ဟုတ်ပြီနောက်တစ်လုံးကြည့်အောင်နော်အရင်တော့ဆန်တို့သိခဲ့တယ်အပြီးတော့ e ဆိုတဲ့ကြောင့်ဒီမှာရပြီးရင်ဘာလာမလဲဟုတ်တယ် re လာမှာပေါ့နော် ra ပြီးတော့ re လာမယ် re ဆိုတော့ ri ဖြစ်ပါတယ် re ri เนาะဘယ်လိုခေါ်လဲ re လို့ခေါ်ပါတယ်ဟုတ်ပြီเนาะအရှေ့အလုံးကတော့ ra လို့ခေါ်တယ်အခုလုံးကတော့ re လို့ခေါ်တယ်เนาะ ra တန်နဲ့ဆိုတော့ rakai ကြားဘူးတယ်เนาะအဲ့ဒါဆိုတော့ခေါ်နေကြ rakai ဟုတ်တော့အဲ့လိုပုံစံမျိုး ra re ဖြစ်ပါတယ်အဲ့လိုเนาะ re ဆိုတော့ ri ကဲအဲ့တော့ရေးဝင်ရင်းလေးကြည့်ကြအောင်ရေးနည်းကတော့ဆိုတော့2မျိုးရှိမှာပေါ့เนาะ2မျိုးရှိမယ်အဲ့တော့စတို့ပုံနှိပ်စာလုံးထဲမှာဆိုလို့ရှိရင်တော့ဒီလိုပုံစံလေးလေးမြင်ရမယ်တစ်ချက်ပြီးရင်ဟုတ်နော်သူကတစ်ခါတည်းဆက်ရေးလိုက်မယ်နှစ်ချက်အဲ့လိုပုံစံမျိုးလည်းမြင်ရတယ်လို့အဲ့တော့တစ်ချက်ပြီးလို့ရှိရင်နှစ်ချက်အဲ့လိုပုံစံမျိုးလည်းမြင်ရမှာဖြစ်ပါတယ်ဟုတ်ပြီနော်အခုကျောင်းသားတွေကလေးလာမှာဖြစ်တဲ့ကြောင့်အဲ့တော့ဒီဘက် channel လေးကိုပဲအဲ့တော့ရေးကြည့်အောင်နော်ဒီဘက် channel လေးနဲ့ရေးကြည့်အောင်တစ်ချက်ဟုတ်ပြီနော်ပြီးတော့နှစ်ချက်ဖြစ်ပါတယ်ဒါလေးကို re လို့ခေါ်ပါတယ်ဟုတ်ပြီနော်အဲ့တော့ဒီဘက် channel ကဘာလို့မရေးလဲဆိုတော့စင်တို့ပုံနှိပ်စာလုံးမှာဒီလိုမျိုးလေးမြင်လာတဲ့ရှင်လဲဒါ re ဆိုတာသိရအောင်လို့စင်ရပြတာဖြစ်ပါတယ်ရေးတဲ့ခါကျလို့စင်တို့ဒီအပြပုံစံမျိုးလေးပဲရေးရင်ပို့ပြီးတော့တင်တော်ပါတယ်အဲ့တော့ရေးကြည့်အောင်နော်စင်နဲ့တူလိုက်ရေးကြည့်အောင်တစ်ချက်လိုက်ရေးတစ်ချက်ဟုတ်ပြီနော်ပြီးတော့နှစ်ချက်ဖြစ်ပါတယ် re ဖြစ်ပါတယ်နောက်တစ်ခေါက်တစ်ချက်နှစ်ချက်ဖြစ်ပါတယ် re ဖြစ်ပါတယ်ဟုတ်ပြီเนาะအဲ့တော့ဒီဘက် channel အမဲရောင်လေးကတော့စင်တို့ပုံလေးထဲမှာမြင်တတ်တယ်အဲ့ဒါလေးမြင်လို့ရှိရင် re လို့မှတ်ထားပေးမယ်ဟုတ်ပြီเนาะโอเคအဲ့ဆိုတော့ဒါလေးကို re ဆိုတော့ ri လို့ခေါ်ပါတယ်ရမယ်เนาะအဲ့တော့ရေးပုံရေးနေနောက်တစ်ခေါက်ကြည့်အောင်တစ်ချက်နှစ်ချက်ဖြစ်ပါတယ် re ဖြစ်ပါတယ်ရမယ်เนาะနောက်တစ်လုံးကြည့်အောင်ဟုတ်ပြီနောက်တစ်ခုကြည့်အောင်เนาะစင်တို့ r e ဥဖြစ်တဲ့ကြောင့်အခုလေ ra re ပြီးတော့ပါလာမလဲဟုတ်တယ် root ပေါ့ဟုတ်နော် ra re root ဖြစ်ပါတယ် root ဆိုတော့ ru root ဖြစ်ပါတယ် root ဆိုတော့ ru root ဖြစ်ပါတယ်ဟုတ်ပြီနော် root လေးကိုကြည့်ပါဦး root လေးကတော့ဆင်တို့နော်အင်္ဂလိပ်ကဏ္ဍ3လေးနဲ့တတူနေတယ်နော်အင်္ဂလိပ်ကဏ္ဍ3လေးနဲ့တတူနေပါတယ်အဲ့တော့ရေးပုံရင်းလေးကြည့်အောင်နော်တခါလေးဆင်ရေးလိုက်မယ်ဒီမှာ3ပုံစံလေးဆင်ဆွဲလိုက်မယ်3ပုံစံလေးဆွဲပြီးတော့တခါလေးအကွေးလေးထည့်လိုက်မယ်root ဖြစ်ပါတယ်ဟုတ်ပြီเนาะโอเคအဲ့ဒါဆိုပြန်ဆွဲပြမယ်3ပုံစံလေးဆွဲလိုက်မယ်เนาะအင်္ဂလိပ်ကဏ္ဍ3လေးပုံစံလေးဆွဲလိုက်မယ်3ဖြစ်သွားပြီဆိုရင်အကွေးလေးဆွဲလိုက်မယ်ဒါလေးကို root လို့ခေါ်ပါတယ်ဘယ်လိုခေါ်လဲ root လို့ခေါ်ပါတယ်ဟုတ်ပြီရမယ်เนาะအဲ့ဒါဆိုရင်နောက်တစ်လုံးကြည့်အောင်เนาะဒီလုံးလေးကိုကြည့်အောင်เนาะဒီလုံးလေးကတော့ rare လို့ခေါ်ပါတယ်အဲ့ဒါဆိုတို့အရင်တော့သိပြီးသား r e uဆိုတော့ ra re root ပြီးတော့ဘာလာမလဲအခု rare လာပြီပေါ့ဟုတ်ပြီနော် rare ဆိုတော့ရိုမကြီးက re ဖြစ်ပါတယ်
နော်ဘယ်လိုခေါ်လဲဆိုတော့ rare လို့ခေါ်တယ်ဘယ်လိုခေါ်လဲ rare re rare ဖြစ်ပါတယ်ဟုတ်ပြီနော် rare လေးကိုကြည့်အောင်အဲ့တော့စမ်းစစ်အနီတန်းလေးလိုက်ကြည့်အောင်နော်ဟုတ်ပြီစမ်းစစ်ဆွဲလိုက်မယ်အဲ့တော့အရင်ဦးဆုံးဗာဆွဲရမလဲဆိုတော့ဒုတ်ချောင်းလေးရင်ဆွဲရမှာပေါ့ဒုတ်ချောင်းလေးဆွဲလိုက်မယ်တစ်ချက်ဒုတ်ချောင်းလေးဆွဲလိုက်ပြီအနီတန်းလေးကြည့်နော်တစ်ချက်ဟုတ်ပြီဆွဲပွားလို့ရှင်စတို့နှုတ်သီးလေးရင်ဆွဲမယ်နော်ဆွဲပွားရင်နှုတ်သီးလေးဆက်ဆွဲမယ်နှုတ်သီးလေးဆွဲလိုက်မယ်နှစ်ချက်နော်အဲ့တော့တစ်ခါတည်းဆွဲလိုက်မယ်တစ်ခါတည်းဆွဲလိုက်မယ်တစ်ခါတည်းကော့လိုက်မယ်ဟုတ်ပြီနော်အဲ့ဒါလေးကို rare လို့ခေါ်ပါတယ်ဟုတ်ပြီပြန်ဆွဲပြမယ်စစနဲ့တူလိုက်ဆွဲအောင်နော်အဲ့ဆိုရင်တစ်ချက်ဆွဲစောက်တယ်မှာဆွဲဟုတ်ပြီနော်တစ်ချက်စနေဆောက်နေမယ်ဆွဲတစ်ချက်ရပြီပြီးလို့ရှိရင်စစီနှုတ်သီးလေးဆွဲပြီးတာနဲ့တစ်ခါတည်းအပေါ်တက်ပြီးတော့အပြင်ကိုကော့ထပ်လိုက်မယ်ဒါလေးကို rare လို့ခေါ်ပါတယ်ဘယ်လိုခေါ်လဲ rare လို့ခေါ်ပါတယ်ပြန်ဆွဲပြမယ်တစ်ချက်ဆွဲလိုက်ပြီးဆွဲပြီးနှုတ်သီးလေးဆွဲပြီးတော့အပြင်ကိုကော့ထပ်လိုက်မယ် rare လို့ခေါ်ပါတယ် re rare ဖြစ်ပါတယ်ရမယ်နော်နောက်တစ်ခေါက်ထပ်ကြည့်ပါဦးစတို့တစ်ချက်ဆွဲလိုက်ပြီးစိတ်ပွားရင်နှုတ်သီးလေးဆက်ဆွဲမယ်အဲ့တော့တခါတည်းအပြင်ကိုကော့ထွက်မယ်နှစ်ချက်ဖြစ်ပါတယ် rare လို့ခေါ်ပါတယ်ရမယ်နော်အဲ့ဆိုနောက်တစ်လုံးကြည့်အောင်ဟုတ်ပြီအရင်တော့ဆိုရင်စစတို့ r e u e o ဆိုတော့အခု ra ri ru re re ပြီးတော့ပါလာမလဲဟုတ်တယ် ro ပေါ့နော်အဲ့တော့ ra ri ru re ro လို့လာမှာဖြစ်ပါတယ်အဲ့တော့ ro လေးနော် ro လေးကြည့်အောင်နော် ro လေးကဘာနဲ့တတူနေလဲဆိုတော့စတို့အရင်အရှိမလေ့လာခဲ့တဲ့ ru နဲ့တတူနေတယ်ဒါပေမဲ့ तू ကဘာမှပါတော့လဲဆိုတော့အစံမပါတော့ဘူးနော် तू ကအစံမပါတော့ဘူးဒါလေးကို ro လို့ခေါ်တယ်ဘယ်လိုခေါ်လဲ ro လို့ခေါ်တယ်ဟုတ်ပြီနော် ro 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 ပေါ့ဟုတ်ပြီနော်အဲ့တော့စနဲ့တူနော်ရေးဝင်ရေးနေကြည့်အောင်နော်စမစစီ၃ပုံစံလေးတစ်ခါတည်းရေးလိုက်မယ်ဟုတ်ပြီနော်ဒါလေးကို ro လို့ခေါ်တယ်တကယ်လို့ဒါအစံလေးပါခဲ့မယ်ဆိုရင်ဘာနဲ့တူလဲဆိုတော့ root ဖြစ်ပါတယ်အစံလေးပါရင်တော့ root ဖြစ်ပါတယ်အခုကအစံမပါတော့ ro ဖြစ်ပါတယ်နော်ပြန်ဆွဲပြမယ်နော်ဆွဲတက်သားပြီးသားဖြစ်တဲ့ကြောက်စံတွေကဒီမှာနော်မြန်လေးဆွဲပေးလိုက်တယ်နော် ro ဖြစ်ပါတယ်ပြန်ဆွဲပြမယ်နော်ဒီလိုအချွန်လေးလာမယ်ချွန်လေးလာပြီးလို့ရှိရင်ကိုွေးလိုက်မယ်အဲ့ဒါကို ro လို့ခေါ်တယ်နောက်တစ်ခါနော်အချွန်လေးဆွဲလိုက်မယ်ဆွဲပြီးသွားလို့ရှိရင်နော်နော် white လိုက်မယ်ကိုွေးလိုက်မယ်အဲ့ဒါကို ro လို့ခေါ်ပါတယ်ဟုတ်ပြီနော် ro ဆိုတော့ roma ကြီးက ro ဖြစ်ပါတယ်ရမယ်နော်ဟုတ်ပြီအဲ့ဒါဆိုရင်စစတင်ပေးခဲ့တဲ့အလုံးတွေကတော့ ra ri ru re ro ဖြစ်ပါတယ်ဟုတ်နော်အဲ့တော့ပြန်ဆိုမယ် ra ri ru re ro ဆိုတော့ဆရာ ra တန်နဲ့ဆိုခဲ့ပါတယ်နော်ဟုတ်ပြီဆရာတိုင်းသားတွေလीနော်တိုင်းသားတွေဒီမှာလဲဘာသာစကားတွေပြောတဲ့အခါအခုဥမာမွန်တိုင်းသားတွေပေါ့နော်မွန်တိုင်းသားတွေဆိုတော့ဘာစကားပြောမလဲမွန်စကားပြောမှာပေါ့မွန်စကားတော့မှစိတ်လို့မတူဘူးလीနော်တနေရာနဲ့တနေရာမတူဘူးအဲ့တော့ဘိတ်ဘက်ကမွန်တွေကမွန်နဲ့နဲ့တယ်ဟုတ်ပြီနော်ဒီဘက်ချမ်းမော်လမြိုင်ဘက်ကနော်မော်လမြိုင်ဘက်ကတို့နော်မြို့တော်မော်လမြိုင်ဘက်ကဆိုလို့ရှိရင်เนาะမွန်တွေကမွန်အချင်းချင်းတောင်မှဘာသာစကားတွေအဲ့လိုမျိုးအတိမ်နဲ့အနက်နဲ့ရှိတယ်လीเนาะအတိမ်နဲ့အနက်နဲ့ရှိတယ်တချို့နေရာတွေဆိုရင်နားမလဲတာလေးရှိတယ်အဲ့လိုပုံစံမျိုးပဲအခုဂျပန်မှာလည်းဂျပန်အတန်ပေါ့เนาะ၄တန်ပေါ့အိုဆာကာအတုံးနှုံးလားเนาะတခြားမျိုးအတုံးနှုံးလားအဲ့လိုမျိုးအတုံးနှုံးတွေပုံမူတည်ပြီးတော့၄တန်တွေကွဲဝါးတာတွေရှိပါတယ်เนาะโอเคတချို့မျိုးတွေမှာတချို့၄တန်တွေကဆိုလို့ရင်ဘယ်လိုခေါ်လဲဆိုတော့ ra နဲ့ခေါ်တယ်လို့နောက်ထပ်တစ်မျိုးခေါ်လို့ရပါသေးတယ် ra နဲ့မခေါ်ဘဲနဲ့ la နဲ့ခေါ်မယ်ဘာနဲ့ခေါ်မလဲ la နဲ့ခေါ်မယ်အဲ့ဆိုတော့ la အတန်နဲ့ပြောကြည့်ရအောင် la li lu le lu လာတန်နဲ့ပြောကြည့်အောင်လာလီလူလဲလူအဲ့ဒါဆိုရင်အခုမှတ်လိုက်တော့မယ် ra ri ru re ru ကိုနောက်တစ်မျိုးဘယ်လိုခေါ်လို့ရသေးလဲဆိုတော့လာလီလူလဲလူလို့ခေါ်လို့ရပါတယ်အတန်နှစ်မျိုးထွက်မှာပေါ့နော်အဲ့တော့စစတို့လေးတန်းနေပုံမူတည်ပြီးတော့ဒေတာပုံမူတည်ပြီးတော့အတန်နေပြောင်းမှာဖြစ်ပါတယ်ဟုတ်ပြီနော်အဲ့တော့လာတန်နဲ့ကြားလို့ရှိရင်လည်းဒါကိုပဲပြောတာဖြစ်ပါတယ်ဒါပေမဲ့ရိုမာကြီးကတော့ re နော် re တို့i တို့နဲ့ပဲရေးရမှာဖြစ်ပါတယ် r နဲ့ပဲရေးရမှာဖြစ်ပါတယ်ဟုတ်နော်ဖတ်တော့နှစ်တန်နဲ့ဖတ်မယ် ra ri ru re ru နဲ့လည်းဖတ်မယ် la li lu le lu နဲ့လည်းဖတ်မှာဖြစ်ပါတယ်ဟုတ်ပြီနော်ရမယ်နော်အဲ့ဒါဆိုရင်ဟုတ်ပြီမင်းနာဆန်အဲ့ဒါဆိုဆန်စီတို့ meaning ကြက်မဲ့အချိန်ရောက်လာပါပြီအဲ့တော့ဆန်စီတို့ meaning တွေကြက်ကြမယ်ဆန်စီရဲ့အရှိကနေပြီးတော့ meaning တွေကိုရှင်းပြမယ်ပြီးလို့ရှိရင်ဆန်စီနဲ့တူတူเนาะဆန်စီရဲ့တိုင်ပေးမယ်အနောက်ဝိုက်လိုက်ဆိုဟုတ်ပြီเนาะအခုကဆန်စီ meaning တွေရှင်းပြမယ်ဟုတ်ပြီเนาะโอเคအဲ့ဒါဆိုလို့ရှိရင်အဲ့တော့ဒီနှလုံးဖတ်ကြည့်ပါဦး
အရှိရလုံးလေးကဘာလေးလဲရှေ့ရလုံးလေးကဘာလေးလဲဟုတ်တယ်ဆိုနောက်ကတော့ရာနှစ်ခုပေါင်းတော့ဆိုရနော်ဆိုတာကောင်းကင်ကိုပြောတာဖြစ်ပါတယ်ဆိုတာကောင်းကင်ကိုပြောတာဖြစ်ပါတယ်ဟုတ်ပြီနော်နောက်တစ်ခုဒီနှလုံးဖတ်ကြည့်ပါဦးအရှိရလုံးလေးကစဟုတ်ပြီအရှိရလုံးကစအနောက်ကတော့ရာနော်နှစ်ခုပေါင်းတော့စာတာဆိုတာပကံပြားကိုပြောတာဖြစ်ပါတယ်စာတာပကံပြားအဲ့ဒီမှာစင်စီကအိုလေးတက်လိုက်ရတယ်နော်အဲ့တော့ခုနာထဲမှာအိုစာတာလို့ကြားခဲ့မယ်ဆိုရင်လည်းပကံပြားပဲစာတာဆိုရင်လည်းပကံပြားပဲအိုတက်တာတွေမတက်တာတွေကနောက်ပိုင်းမှာ grammar သင်ရင်းနဲ့စင်စီကပြောပြပါမယ်ဟုတ်ပြီနော်အခုကစာတာဆိုလည်းပကံပြားအိုပါခဲ့မယ်ဆိုလို့ရှိရင်လည်းအိုစာတာဆိုရင်လည်းပကံပြားကိုပဲပြောတာဖြစ်ပါတယ်ဟုတ်ပြီနော်နောက်တစ်ခုဒီနှလုံးဖတ်ကြည့်ပါဦးနော်ဒီနှလုံးအရှိရလုံးလေးကပါလေးလေဟုတ်တယ်မှုအရှိရလုံးကမှုအနောက်ကလုံးကရာနှစ်ခုပေါင်းတော့မူရာဆိုတာတောရွာကိုပြောတာဖြစ်ပါတယ်ရွာပေါ့ဟုတ်ပြီနော်မူရာတောရွာကိုပြောတာဖြစ်ပါတယ်ဟုတ်ပြီနော်โอเคနောက်တစ်ခုဒီနှလုံးဖတ်ကြည့်ပါဦးအရှိရလုံးလေးကစစ်အရှိရလုံးလေးကစစ်အနောက်ကလုံးကဒီနေ့ပဲသင်လိုက်ရတယ်ဗာလေးလေရီဗာလေးလေရီနှစ်ခုပေါင်းတော့စရီဆိုတာငါးများချင်းဖြစ်ပါတယ်စရီငါးများချင်းဖြစ်ပါတယ်ဟုတ်ပြီနော်โอเคနောက်တစ်ခုအဲ့ဒီစရီမှာစံစရအရှိမအိုလေးတက်လိုက်မယ်အိုစရီဆိုတာငွေအကျွေကိုပြောတာဖြစ်ပါတယ်ဒီမှာအကျွေရှိလားအိုစရီရှိလားဟုတ်ပြီနော်အဲ့တော့အိုလေးတက်တော့အိုစရီဆိုတာငွေအကျွေကိုပြောတာဖြစ်ပါတယ်ဟုတ်ပြီနော်နောက်တစ်ခုအဲ့တော့ဒီနှလုံးကိုဖတ်ကြည့်ပါဦးအရှိရလုံးလေးကတူဟုတ်တယ်အနောက်ကတော့ရီနှစ်ခုပေါင်းတော့တူရီဆိုတာငှက်ကိုပြောတာဖြစ်ပါတယ်တူရီငှက်ဖြစ်ပါတယ်နောက်တစ်ခုအရှိရလုံးလေးကမိုးဟုတ်တယ်အနောက်ကတော့ရီနှစ်ခုပေါင်းတော့မိုရီဆိုတာတောအုပ်ပြောတာဖြစ်ပါတယ်မိုရီတောအုပ်ဖြစ်ပါတယ်ရမယ်နော်နောက်တစ်ခုကတော့စဉ်းစို့ဒီသုံးလုံးဖတ်ကြည့်ပါဦးအရှိရလုံးလေးကခုအရှိရလုံးကခုအလဲကတော့ရုအလဲကရုအနောက်ကမသုံးလုံးပေါင်းလိုက်တော့ခရုမဆိုတာကားကိုပြောတာဖြစ်ပါတယ်ခရုမကားကိုပြောတာဖြစ်ပါတယ်ဟုတ်ပြီနော်โอเคနောက်တစ်ခုဒီနှလုံးဖတ်ကြည့်ပါဦးအရှိရလုံးလေးကစအရှိရလုံးကစအနောက်ကလုံးကရုနှစ်ခုပေါင်းတော့စာရုဆိုတာမြောက်ဖြစ်ပါတယ်အဲ့တော့မြောက်လေးတွေကိုငါပြောသေးကျွေးမယ်မြောက်ဟုတ်နော်စာရုမြောက်ဖြစ်ပါတယ်နောက်တစ်ခုအရှိရလုံးကဟအနောက်ကလုံးကရုနှစ်ခုပေါင်းတော့ဟာရုဆိုတာຫນွေဥရာသီဖြစ်ပါတယ်ဟာရုຫນွေဥရာသီဖြစ်ပါတယ်နောက်တစ်ခုအရှိရလုံးကမဟုတ်တယ်အနောက်ကတော့ရုနှစ်ခုပေါင်းတော့မာရုဆိုတာအလုံးပြောတာဖြစ်ပါတယ်အလုံးတို့ဆက်လုံးတို့မှာသုံးမဲ့ခန်းကြီးလေးဖြစ်ပါတယ်နော်အဲ့တော့မာရုအလုံးဆက်လုံးတို့မှာသုံးမဲ့ခန်းကြီးလေးဖြစ်ပါတယ်ဟုတ်နော်အဲ့ဒါကိုမှစစီကအီလေးထည့်လိုက်မယ်ဆိုလို့ရှိရင်တော့မာရုဤဆိုတာလုံးဝန်းသောဖြစ်ပါတယ်မာရုဤလုံးဝန်းသောဖြစ်ပါတယ်နောက်တစ်ခုဒီနှလုံးဖတ်ကြည့်ပါဦးအရှိရလုံးလေးကယောဟုတ်ပြီယောအနောက်ကလုံးကရုနှစ်ခုပေါင်းတော့ယောရုဆိုတော့ညဖြစ်ပါတယ်ညကြရင်စားလုံးမယ်ယောရုညဖြစ်ပါတယ်နောက်တစ်ခုအရှိရလုံးကဟအနောက်ကလုံးကရဲနှစ်ခုပေါင်းတော့ဟာရဲနော်ဟာရဲဆိုတာနေတာချင်းဖြစ်ပါတယ်ဒီနေ့နေတာတယ်ဟာလေဖြစ်တယ်နော်ဟာလေလို့ပဲပြောဟာရဲလို့ပဲပြောနော်နှစ်ခုလုံးနားလည်ရမယ်နော်အဲ့တော့ရာဘီလူတွေကိုလာလီလူလေလို့နည်းလည်းဖတ်တာဟုတ်နော်အဲ့ဒါကြောင့်ဟာလေပဲပြောဟာရဲပဲပြောသိရမယ်ဟုတ်ပြီနော်နောက်တစ်ခုအရှိရလုံးကဣအနောက်ကလုံးကရိုနှစ်ခုပေါင်းတော့ဣရိုနော်ဣရိုဆိုတာအယောင်ပြောတာဖြစ်ပါတယ်နေဘာဣရိုဝယ်မှာလဲဘာယောင်ဝယ်မှာလဲဘာယောင်ယူမှာလဲဣရိုအယောင်ဖြစ်ပါတယ်နောက်တစ်ခုအရှိရလုံးကခုအနောက်ကလုံးကရိုနှစ်ခုပေါင်းတော့ခုရိုဆိုတာအမဲဖြစ်ပါတယ်ခုရိုအမဲဖြစ်ပါတယ်စတဲ့အဲ့မှာဣလေးထည့်လိုက်မှဆိုရင်တော့ခုရိုမဲတော်ပေါ့ခုရိုမဲတော်ခုရိုအမဲဖြစ်ပါတယ်နောက်တစ်ခုအရှိရလုံးကရှိအနောက်ကလုံးကရိုနှစ်ခုပေါင်းတော့ရှီရိုဆိုတာအဖြူပြောတာဖြစ်ပါတယ်ရှီရိုအဖြူရအောင်ပေါ့နော်ရှီရိုအဖြူဣလေးထည့်လိုက်မှဆိုလို့ရှိရင်တော့ရှီရိုဆိုတော့ဖြူတော်ပေါ့ရှီရိုဖြူတော်ဟုတ်ပြီနောက်တစ်ခုအရှိရလုံးကဖုအနောက်ကလုံးက
로 누구 봐너 fu로နော်ဖူရိုဆိုတာရေချိုးကြွေစလုံးကိုပြောတာဖြစ်ပါတယ်။ဒါဆိုရေချိုးခန်းထဲမှာလေရေချိုးကြွေစလုံးနဲ့ချိုးတာကိုပြောတာဖြစ်ပါတယ်နော်။ဖူရိုဆိုတာရေချိုးကြွေစလုံးနဲ့ရေချိုးတာကိုပြောတာဖြစ်ပါတယ်နော်။ဟုတ်ပြီ။အဲ့တော့အိုလေးတက်မှဆိုလို့ရှိရင်လည်းအိုဖူရိုဆိုရင်လည်းကျွန်တော်ရေချိုးကြွေစလုံးရေချိုးခန်းထဲမှာရှိတဲ့ရေချိုးကြွေစလုံးနဲ့ရေချိုးတာကိုအိုဖူရိုနဲ့ရေချိုးတာကိုပြောတာဖြစ်ပါတယ်။ဟုတ်ပြီနော်။အဲ့တော့ရေချိုးကြွေစလုံးနဲ့ဝင်ပြီးတော့ရေချိုးတာကိုအိုဖူရိုလို့ပြောတာဖြစ်ပါတယ်။ဟုတ်ပြီနော်။ Okay အဲ့ဆိုရမယ်နော်။အဲ့ဒါဆိုရင်စမ်းစစ်နဲ့တူတူအဲ့တော့စမ်းစစ်ရဲ့အရှိရနေပြီးတော့အဲ့တော့မီနီလေးဆိုပြမယ်အနောက်ကနေလိုက်ဆိုစမ်းစစ်တိုက်ပြီးမယ်နော်ဟုတ်ပြီအဲ့တော့အတန်ထွက်ပြီးလိုက်ဆိုနော်အိမ်မှာလေးလာနေတယ်ဆိုလို့ရှိရင်တော့အတန်ထွက်ပြီးလိုက်ဆိုဟုတ်ပြီနော်အိမ်တို့အဆောင်တို့မှာလေးလာတယ်ဆိုရင်အတန်ထွက်ပြီးလိုက်ဆိုအဲ့တော့ public နေရာတွေမှာရောက်တယ်ဆိုလို့ရှိရင်တော့စိုက်ထဲရလိုက်ဆိုနော်စိုက်ထဲရလိုက်ဆိုကဲစမယ်ဆိုရကောင်းကင်ဆိုရကောင်းကင်စာရာပကံပြစာရာပကံပြမူရတောရွာမူရတောရွာစွရီငါးမြားချင်းစွရီငါးမြားချင်းအိုစွရီငွေအကြွေအိုစွရီငွေအကြွေတိုရိငှက်တိုရိငှက်မိုရီတောအုပ်မိုရီတောအုပ်ခရုမကာခရုမကာစာရုမြောက်စာရုမြောက်ဟာရုနေဥယာတိဟာရုနေဥယာတိမာရုဤလောဝန္တောမာရုဤလောဝန္တောမာရုအလုံးဆက်လုံးမာရုအလုံးဆက်လုံးယောရုညယောရုညဟလေနေတာချင်းဟလေနေတာချင်းဤတို့အယောင်ဤတို့အယောင်ခုတို့အမဲဤလေးထဲမယ်ဆိုရင်ခုတို့ဤမဲတော်ခုတို့အမဲဤလေးထဲမယ်ဆိုရင်ခုတို့ဤမဲတော်ရှီတို့အဖြူဤလေးထဲမယ်ဆိုရင်ရှီတို့ဤဖြူတော်ရှီတို့အဖြူဤလေးထဲမယ်ဆိုရင်ရှီတို့ဤဖြူတော်အိုဖူရိုနော်ရေချိုးကန်ရေချိုးကြည့်စလုံးအိုဖူရိုရေချိုးကန်ရေချိုးကြည့်စလုံးရမယ်နော်ဟုတ်ပြီမိနာဆန်အားလုံးရကြမယ်လို့မျှော်လင့်ပါတယ်ဒီနေ့ကတော့ဒီလောက်ပါပဲ day 11မှာပြန်တွေ့မယ်မတ်တနဲ့ဘဘ